ကတော့စမှုစားတို့ခေါ်ပြလိတ်တို့သုံးဖို့အတွက်ကိုပလက်ကင်နေတာပဲဖြစ်ပါတယ်ဒါကတော့ဒီဘက်ကပလက်လောက်တဲ့ဒီပဲဖြစ်ပါတယ်ကျွန်တော်တို့အညာဒေတာမှာကြတော့ဒီလိုလောက်တာမဟုတ်ပါဘူးအခုသူလောက်တာကတော့ဂျုံပြော့ပြော့တခါရင်လဲပြီးမှကျွန်တော်တို့ဒေဦးအပြန်လေးတွေကိုမီးဖို့ဒီမှာဖိုးပြီးတော့ဒေဦးတွေကလည်းအများကြီးအခု20ကျော်30လောက်ရှိဒေဦးတွေမီးဖို့တွေနဲ့မီးဖို့တွေနဲ့ဖိုးထားအောက်မှာကျွန်တော်တို့ကဒါဂျုံလက်နဲ့ဆွဲပြီးတော့လှုပ်လို့ရအောင်ဖြော်ရက်ပြီးတော့ဒီမှာဒေဦးကိုပုတ်တက်ပြီးတော့လှုပ်လိုက်တာပဲဖြစ်ပါတယ်အညာတိတကြတော့မဟုတ်ဘူးပြဂျုံကိုလဲပြီးတော့ကျွန်တော်တို့လိန်လုံးနဲ့လှိမ့်ပြီးပြားရတာပဲဖြစ်ပါတယ်အဲ့လိုအပြားတွေကိုမှကျွန်တော်တို့ဒေဦးပူမှာကျွန်တော်တို့กินရတာပဲဖြစ်ပါတယ်တနေ့နဲ့တနေ့လုံနီးမတူကြပါဘူးဖလက်လုံနီးမမြင်မှုတဲ့မိတ်ဆွေတို့အတွက်ဘုဟုတုရအနေဖြင့်တင်ဆက်ပြလာခြင်းဖြစ်ပါတယ်